ခေတ်အခါတုန်းကဆိုရင်ဒီဥတ္တရရောင်စင်တန်းတွေဟာကျွန်တော်တို့လူသားတွေအတွက်အပြေရှာရခက်ခဲတဲ့ထူးခြားဆန်းကျင်မှုတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။ဘာကြောင့်ဒီလိုတွေဖြစ်နေတာလဲဆိုတာကိုဘယ်သူမှအတိအကျအပြေမပေးနိုင်ခဲ့ပါဘူး။နောက်ပိုင်းမှာတော့ဥတ္တရအလင်းတန်းတွေဟာကျွန်တော်တို့လျှက်စစ်တက်လိုက်တဲ့အခါမှာဖြစ်ပေါ်နေတဲ့လျှက်စစ်မီးပွားတွေနဲ့ဆင်တူနေတာကိုရှာဖွေတွေ့ရှိလာကြပါတယ်။ဒါကြောင့်ဥတ္တရရောင်စင်တန်းတွေဆိုတာကလည်းလျှက်စစ်တက်ပြုမှုကြောင့်ဖြစ်နိုင်တယ်ဆိုပြီးစတင်သိရှိလာကြတာပါ။နောက်ပိုင်းမှာတော့သိပ္ပံပညာရှင်တွေကနေရဲ့မျက်နှာပြင်ပေါ်မှာအလွန်ပြင်းထန်တဲ့ဓာတ်ငွေ့တွေပောက်ကွဲမှုဖြစ်ပွားတဲ့အခါမှာလျှက်စစ်ဓာတ်အားတွေကိုထုတ်လွှတ်ပေးနေတယ်ဆိုတာကိုရှာဖွေတွေ့ရှိလာကြပါတယ်။နေကနေပေါက်ထွက်လာတဲ့ဓာတ်ငွေ့တွေမှာလျှက်စစ်ဓာတ်တွေပါဝင်နေတာပါ။ဒီလိုလျှက်စစ်ဓာတ်အားတွေပါဝင်နေတဲ့ဓာတ်ငွေ့တွေကနေအဖွဲ့အစည်းအတွင်းမှာရှိတဲ့ဂျိုတွေနဲ့အာကာသတွေကိုဖျားထွက်သွားစေပါတယ်။ဒီလိုလျှက်စစ်တွေတည်ဆောင်လာတဲ့ဓာတ်ငွေ့တွေကကဘာဂျိုကိုရောက်ရှိလာတဲ့အခါမှာကဘာကြီးရဲ့တန်လိုက်စစ်ကွင်းနဲ့တိုက်မိပါတယ်။ဒီတိုက်မိမှုကြောင့်ကဘာကြီးရဲ့တန်လိုက်စစ်ကွင်းကနေအောင်ကြီးမှရရှိလာတဲ့အမုံတွေကိုကဘာတောင်ဝရိုးစွန်းနဲ့မြောက်ဝရိုးစွန်းဒေသဘက်ကိုလမ်းကြောင်းလွှဲပြီးဆွဲခေါ်သွားပါတယ်။ဒီလိုလျှက်စစ်ပါဝင်နေတဲ့ဓာတ်ငွေ့အမုံအမွှားတွေကတောင်ဝရိုးစွန်းနဲ့မြောက်ဝရိုးစွန်းဒေသကိုရောက်ရှိလာတဲ့အခါမှာအဲ့ဒီဝရိုးစွန်းဒေသမှာရှိတဲ့လေထုတွေကအောက်ဆီဂျင်နဲ့နိုက်ထရိုဂျင်နဲ့ထိတွေ့မှုဖြစ်လာပါတယ်။ဒီလိုလျှက်စစ်ဓာတ်အားပါဝင်နေတဲ့နေအောင်ကြီးရဲ့ဓာတ်ငွေ့ကအောက်ဆီဂျင်နဲ့နိုက်ထရိုဂျင်ကိုတိုက်မိတဲ့အခါမှာအစိမ်းရောင်အနီရောင်အပြာရောင်စတဲ့အရောင်အသွေးစုံလင်တဲ့ဥတ္တရရောင်စင်တန်းအဖြစ်သို့ဖြာထွက်သွားစေတာဖြစ်ပါတယ်ကဘာကြီးရဲ့တောင်ဝရိုးစွန်းနဲ့မြောက်ဝရိုးစွန်းဒေသတွေမှာပဲဘာကြောင့်ဥတ္တရရောင်စင်တန်းဖြစ်ပေါ်နေတယ်လဲဆိုရင်တော့ကျွန်တော်အစောပိုင်းကပြောခဲ့တယ်လို့ပဲကဘာကြီးရဲ့တန်လိုက်စစ်ကွင်းကနေအောင်ကြီးကနေခန်းစစ်ဓာတ်အားပါဝင်လာတဲ့ဓာတ်ငွေ့တွေကိုဝရိုးစွန်းဒေသတွေကိုလမ်းကြောင်းပြောင်းပြီးဆွဲခေါ်သွားခဲ့လို့ဖြစ်ပါတယ်